Okay, Windows တယ်မယ်။ဘာတက်မလဲ state တက်မယ်နော် power on မယ် keyboard က delete နှိပ်ထားမယ်ဘယ်ထဲရောက်မလဲ BIOS ထဲရောက်အဲ့ဒါတော့ဒီမှာပဲကြည့်လိုက်တော့နော်လက်တွေ့လောက်တာတော့ဟိုမှနောက်ဘက်မှာလောက်လိုက်တော့ BIOS ထဲရောက်ရင်ဘာရွေးမလဲ sequence ဘာနဲ့တင်မှာလဲ stick နဲ့တင်မှာ F8 နှိပ်နော် F8 နှိပ်လိုက်မယ် F8 နှိပ်လိုက်လို့ရှိရင်အခုလို boot menu ဆိုပေါ်လာလိမ့်မယ်ဆရာတို့က stick ကိုရွေးပေးရမှာဖြစ်တယ်ဆရာတို့ stick ကဒီမှာနှစ်ခုပေါ်တယ် USB ဆိုတာ UEFI ဆိုတာဒီမှာနှစ်မျိုးပေါ်တယ်ခုဆရာတို့ကဘာအနေနဲ့တင်မှာလဲ GPT အနေနဲ့တင်မယ်เนาะ GPT အနေနဲ့တင်မှာဖြစ်တဲ့အတွက် UEFI ဆိုတာကိုရွေးလိုက်မယ်ပေါ့ကအဲ့ဒါပြီးရင် select လုပ်ပြီးသွားပြီဆိုရင်ဗာနိုင်မလဲ enter ရလားဒါဆိုဘယ်ထဲကဘူးလို့သွားမလဲ stick ထဲကနေဘူးလို့သွားမယ်ခဏစောင့်เนาะဒါဆို stick ထဲကနေတက်သွားပြီstick ထဲမှာရှိတဲ့ data ချက်လက်တွေ RAM ရောက်သွားပြီရမယ်နော်အော်ဒီမှာကဆရာတို့က language ကတော့ single language ပဲဘာပဲရလဲ English United States ပဲကျန်တာဘာမှရွေးစရာမလိုဒီစက်မှာ next ပဲနှိပ်ပေးရနော်အဲ့ဒါပြီး install now ဟုတ်ပြီဒီနေရာမှာ product key ရှိရင် product key ရိုက်ထည့်ပဲ I don't have နဲ့သွားမယ် loss ဆရာတို့မရှိဘူးဖြစ်တဲ့အတွက်နော် home ရှိမယ် education အစိုက်တစ်ပြည့်ဒီမှာ Windows 10 Pro ပဲရွေးလိုက်မယ်နော် Windows 10 Pro အဲ့ဒါပြီး next ရမလားရွေးစရာမပါရင်တော့ရွေးစရာမလိုပေါ့ပါတယ်ပါတဲ့ ISO ဆိုတော့ရွေးပြီး architecture ကပါလေ x64 လို့ရေးထားတယ်ဒါစီ 64-bit operating system တွေဒါကိုပြောတယ်နော်ကဲဟုတ်ပြီ next နိုင်မယ် license agreement တော့ဒီ Windows ကိုတင်မယ်ဆိုရင်တော့ဒါတွေသုံးရပါမယ်ပေါ့တေချာတခုတော့မင်း I accept မပေးရင်ရှေ့ဆက်လို့မရအောင်ဒါဆိုဘာပေးမလဲ I accept ပေါ့နော် next နိုင်မယ်ဒီညမှာရွေးစရာထပ်ပြီးနှစ်ခုပေါ်လာလိမ့်မယ် upgrade ရယ် custom ရယ်အဲ့တော့ upgrade ဆိုတာကလက်ရှိ Windows ကအနှိမ့်အခုဆရာတို့တင်မဲ့ Windows ကအမြင့်ဖြစ်နေ upgrade နဲ့သွားလို့ရတယ်ဆိုရင်အရင်ကသုံးထားတာ Windows 8ဖြစ်မယ်အတန်းတော့တန်းမယ်တန်းအနှိမ့်ဖြစ်နေမယ်သဘောကရမလားအခုကလက်ရှိ11ဖြစ်နေမယ်ဆိုလို့ရှိရင်အနှိမ့်ကနေအမြင့်ကိုတက်ချင်တယ်ဆိုပါနဲ့တော့ upgrade နဲ့သွားကောင်းတဲ့ချက်က upgrade နဲ့သွားရင် software တွေ data အချက်လက်တွေဘာတစ်ခုမှဆုံးရှုံးမှုမရှိဘဲနဲ့တင်လို့ရမယ်Windows လေးတစ်ခုပဲပြောင်းပါမယ်ဥပမာဆိုကြတော့ဒါ 11 ဆိုတင်နေတာဆိုလို့ရှိရင်အရင်ကလက်ရှိ Windows က10ဆိုလို့ရှိရင်10ကနေပါပဲချိန်သွားမှာလေ11ပဲချိန်သွားမှာ software တွေထပ်ထည့်စရာမလိုအရင် software အကုန်ပြန်ပါတယ်ဒါပဲအောက်က custom ကကျတော့အသစ်ကိုလုံးဝပြန်ဖြတ်ပြီးပြန်တင်ခြင်းတော့ဗာနဲ့သွားလဲ custom နဲ့သွားတယ်တော့လောဆယ်ဆိုတော့ပြန်ဖြတ်ပြန်တင်မှာနောက်ဆိုအရင် Windows ကဒီ hard disk ထဲမှာ server Windows တင်ထားတာအဲဒါကြောင့်မလို့ဗာနဲ့သွားလိုက်မလဲ custom နဲ့သွားလိုက်